လာပါဗျဒီနေ့ကြတော့လေစင်မာရှိတဲ့ဒီ River Wonder ကိုကျွန်တော်ခေါ်သွားကြပါတယ်ဒီ River Wonder ကိုကြတော့လေရင်းနေတက်တော်တွေအများဆုံးတွေ့ရမှာဗျမမြင်ဘူးတဲ့ငါအကြီးကြီးတွေဒီထဲမှာတွေ့ရပါတယ်နောက်ပြီးတော့ဒီထဲမှာတရိษံပြပွဲတွေကိုအလကားကြည့်လို့ရတယ်ပြီးတော့လေစီးပြီးတော့ဒီ Amazon တောထဲမှာဝင်ရလို့ဗျအဲ့လို adventure လေးလေတရိษံတွေကိုပတ်ကြည့်လို့ရပါတယ်ဒါလေးကတရိษံလေးမှာပြပွဲလေးဖြစ်ပါတယ်တရက်ကိုပုံမှန်နှခါလုပ်ပေးတယ်ဒီရှိုးပွဲအတွက်ပတ်စံဘာမှထပ်ပေးစရာမလိုပါဘူးအလကားကြည့်လို့ရပါတယ် And last bottle Tucker you can do it let's make some more noise for him 3 down great job Tucker so everyone if a 7-year-old wants to We hope you enjoy with the animals that you've met and also enjoy the show. With that, have a great day ahead. Take care, stay healthy, stay safe. Thank you, and goodbye, everybody. တောင်းလေးကလေစီးတဲ့နေရာလေးဖြစ်ပါတယ်လေစီးကတော့တရာကို$5ထပ်ပေးရတယ်ဒီကိုကြတော့ကိုယ်တိုင်တီးတဲ့လေစီးလို့ရတယ်အဲ့လေစီးရတဲ့ Amazon တောတဲ့ကိုရောက်သွားတယ်လို့မျိုးခေါ်သွားလိမ့်မယ် audio လေးလည်းဖွင့်ထားပေးတယ်အဲ့ရဲ့ audio ထဲမှာတရိษံရဲ့ biography လေးရှင်းပြပေးတယ်တရိษံလေးဘယ်နားမှာရှိတယ်လဲဆိုတော့လည်းရှင်းပြပေးပါတယ်Welcome to Amazon River Quest. The Amazon River Basin is an amazing place full of life. As we take this boat ride, keep your eyes peeled for well-camouflaged wildlife among the rich vegetation. Try spotting our monkeys among the tree canopies. If you've missed them, fret not. You might get a second glimpse of them later on. Now entering the land of the giants. Do you see something large and furry to your left and right? With its distinct narrow head, bushy tail and long snout. We're about to enter the cave of the jaguars to their rainforest environment. With quick leaps and powerful bites, jaguars hunt a wide variety of animals in the Amazon. And paddle along the water's edge. 小弟，哇！နောက်ပြီးတော့ဒီလိုမိုင်းကူလေးတွေလည်းအဲ့လိုလုပ်ထားတာရှိတယ်ဒီပုံမှာဆိုရင်မြောက်လေးရှိရဗျာအများကြီးပဲ
ဟိုမြောက်ကလေးရအများကြီးပဲ ဒါလေးကအမတ်တရပစ္စည်းရောင်းတဲ့ဆိုင်လေးဖြစ်ပါတယ်ပစ္စည်းဝယ်လေးဖြစ်စေမဝယ်လေးဖြစ်စေဝင်ကြည့်လို့ရပါတယ်။